အားလုံးပဲမင်္ဂလာပါမင်းနဲ့ Data Page က Data ပါData ဒီဗီဒီယိုမှာကတော့ရှေ့ဗီဒီယိုမှာပြောသွားတဲ့ Senior Junior ကိစ္စပေါ့နော်အဲ့ဒီဟာလေးနဲ့အဲ့ဒီအကြောင်းအရာလေးနဲ့ဆက်ဆက်ပြီးတော့ကြတော့ပြောချင်တဲ့နောက်ထပ် topic လေးတစ်ခုရှိပါတယ်အဲ့ဒါကကြတော့ဘာလို့ဆိုတော့အခုအပေါ်မှာခေါင်းစဉ်တက်ထားသလိုပဲဂျပန်နိုင်ငံရဲ့ Senior Junior ယဉ်ကျေးမှုပေါ့နော် Senior Junior ယဉ်ကျေးမှုဆိုတာကကြတော့Senior ပေါ်မှာလေးစားသမှုထားရတဲ့ယဉ်ကျေးမှုမျိုးပေါ့နော်junior တယောက်အနေနဲ့ဘလောက်ပဲတော်နေနေဘလောက်ပဲစူးစမ်းတဲ့သူဖြစ်ဖြစ်ဘလောက်ပဲတော်တဲ့သူဖြစ်ဖြစ်ပေါ့နော်senior ပေါ်မှာဒီလေးစားသမှုမရှိဘူး senior junior ယဉ်ကျေးမှုမရှိဘူးဆိုလို့ရှိရင်ဂျပန်လူမျိုးတော်တော်များများကနှာခေါင်းရှုံးကြပါတယ်ဒီနေရာမှာဒီပြောတဲ့ senior ဆိုတာကဂျပန်လူမျိုး senior လည်းဖြစ်နိုင်တယ်လို့ကျတို့မြန်မာလူမျိုး senior လည်းဖြစ်နိုင်တယ်လို့တခြားသောနိုင်ငံသားတချို့လုပ်ငန်းခွင်တွေမှာဆိုလို့ရှိရင်ဒီလိုမျိုးပေါ့နော်ဗီယက်နမ်လိုဟာမျိုးတွေကမ္ဘောဒီးယားတွေတခြားသောနိုင်ငံသားစီနီယာတွေကိုလည်းဒါအားလုံးအကျုံးဝင်နေပေါ့နော်ဒီစီနီယာတွေအပေါ်မှာပေးတဲ့လေးစားသမှုမပေးတဲ့အခါမျိုးတွေဆိုလို့ရှိရင်ဒီယဉ်ကျေးမှုအရာပေါ့နော်နှာခေါင်းရှုပ်ခံရပါလိမ့်မယ်မမီအောင်မလားတော့မသိဘူးဒီရှေ့ကဗီဒီယိုမှာပြောခဲ့ဘူးတယ် training နဲ့တခုတည်းကွာခြားပုံဆိုတဲ့ဗီဒီယိုမှာပြောခဲ့ဘူးတယ်ပေါ့နော်ကြားရဲ့အလုပ်ခွင်ထဲမှာကကြားကကြားထက်လောက်တဲ့9နဲ့10နှစ်ရှိတဲ့ senior တွေကိုလောက်တောင်မှအလုံးမလုံးနိုင်တဲ့ senior တွေလည်းရှိခဲ့ဘူးတယ်ပေါ့နော်ဒီကလုပ်ငန်းခွင်ထဲမှာအလုပ်အရန်စူးစမ်းပြီးတော့ကြတော့မြန်မြန်ဆန်ဆန်နေရာရလာတဲ့အပေါ်မှာပေါ့နော်မြန်မြန်ဆန်ဆန်နေရာရလာတယ်ပြီးလို့ရှိရင်အခွင့်အရေးတွေနည်းနည်းပိုရလာတယ်ကိုယ်ကိုနည်းနည်းလေးအလေးထားပေးလာတာမျိုးလေးတွေခံလာရတဲ့အချိန်မျိုးတွေမှာပေါ့နော်လိုမြန်မြန်ဆန်ဆန်နေရာရလာတဲ့အတွက်မကျေနပ်တဲ့ senior တွေပြဿနာရှာတဲ့ senior မျိုးတွေလည်းရှိခဲ့တယ်ပေါ့နော်ဒါပေမဲ့လည်းအဲ့လိုမျိုးပြဿနာရှာနေတာတောင်မှပဲဒီကကိုယ့်ကိုပြဿနာရှာနေတာတောင်မှပဲဒီကပြဿနာတစ်ပိုင်းပေါ့နော်ဒါပေမဲ့ဒီကသူတို့က senior ဖြစ်တဲ့အတွက်ကြောင့်မို့လို့ပေးတဲ့ respect ကိုဒီကအကုန်လုံးပေးထားတယ်ပေါ့နော်အမြဲတမ်းသူတို့ကိုဒါက senior တယောက်အနေနဲ့ respect ထားရမယ်ဆိုတဲ့ဟာနဲ့ဒီကအမြဲတမ်း respect ပေးလာတဲ့အခါပေါ့နော်အချိန်တစ်ခုလောက်ရောက်လာတဲ့အခါမှာအားလုံးကလည်းဒီကလေးကဒီလိုမျိုးသူ့ကိုပြဿနာရှာခံနေရတာတော့မှပဲအမြဲတမ်းလေးစားသမှုရှိတယ်ဆိုတဲ့ဟာမျိုးပေါ့နော်အဲ့လိုမျိုးနဲ့ဒီသားရဲ့ဘက်ကနေပြီးတော့ဝင်ပါပြီးတော့ကြတော့ဝိုင်းဝန်းပြီးတော့ကြတော့ဒီပြဿနာကိုဝိုင်းပြီးတော့ဖြေရှင်းပေးလာကြတယ်ပေါ့နော်ပြီးတော့အဲ့လိုပဲအချိန်တစ်ခုလောက်ရောက်တဲ့အခါမျိုးမှာဒီလိုပြဿနာရှာတဲ့ senior တွေကိုယ်တိုင်ကကိုပဲဒီတာကိုအတိမတ်ပြုလာတာတွေနေရာပေးလာတာမျိုးတွေရှိလာတယ်ပေါ့နော်အဲ့တော့လုပ်ငန်းခွင်မှာပို့ပြီးတော့အဆင်ပြေလာတယ်ပေါ့နော်ဒါကြောင့်မို့လို့ကျတို့ကအချိန်တစ်ခုလောက်အထိတော့တီးခံပြီးတော့ကြတော့ကျတို့အမြဲတမ်းလေးစားသမှုကိုကျတို့ဒီ senior မှုလို့ဆိုရဲလေးစားသမှုကိုပြပေးရတယ်ပေါ့နော်ပြောချင်တာကကြတော့ဒီလိုမျိုးပြဿနာရှာခံနေရတာတောင်မှပဲဒါကပြဿနာတက် senior က senior ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒါကအမြဲတမ်းsenior ဆိုတဲ့ respect ကိုပေးလာတဲ့အခါမျိုးမှာဘေးကလူတွေကပါမြင်ပြီးတော့ကြတော့ဒီလိုမျိုးပြဿနာရှာခံနေရတာတောင်မှပဲလေးစားသမှုအမြဲတမ်းထားတယ်ဆိုတဲ့အပေါ်မှာအလုပ်ကလည်းစူးစမ်းတယ်ဆိုတဲ့အပေါ်မှာပေါ့နော်အားလုံးကဒီလိုမျိုးတခြား senior တွေပေါ့ senior အကြီးတွေကဝိုင်းပြီးတော့ကြတော့ဒီဘက်ကနေပြီးတော့ဝိုင်းပြီးတော့ပြောပေးကြတယ်ဝိုင်းပြီးတော့ဖြေရှင်းပေးကြတယ်ပေါ့နော်အဲ့လောက်ကြီးအထိ senior junior ယဉ်ကျေးမှုကသူတို့စီမှာတော်တော်လေးအလေးထားကြတဲ့အရေးကြီးတဲ့ယဉ်ကျေးမှုတစ်ခုပါနော်ဒါပေမဲ့အလုံးလောက်တာလေးအရန်မတော်နေရင်တောင်မှပဲလေ senior junior ယဉ်ကျေးမှုကိုကောင်းကောင်းသုံးတတ်တယ်ဆိုလို့ရှိရင်သူတို့အနေနဲ့ကအလုံးလောက်တာမတော်ဘူးဆိုလို့ရှိရင်တောင်မှပဲဝိုင်းဝန်းပြီးတော့တိုက်ဝန်းဝန်းနဲ့လက်တွဲပြီးတော့ကြတော့တွဲခေါ်ကြတယ်ပေါ့နော်နောက်ပိုင်းတချို့ပြဿနာလေးတွေမှာဆိုလို့ရှိရင်ဂျပန်လူမျိုးနဲ့မြန်မာလူမျိုးဖြစ်တာတောင်မှပဲမြန်မာလူမျိုးဘက်ကပါပြီးတော့ကြတော့တခြား senior တွေပေါ့နော်တခြားဂျပန်တွေကဂျပန်လူမျိုးတယောက်နဲ့မြန်မာလူမျိုးတယောက်နဲ့ပြဿနာဖြစ်ရင်တောင်မှပဲမြန်မာလူမျိုးဘက်ကဝင်ပါပြီးတော့ကြတော့ဖြည့်ရှင်းပေးတာမျိုးတွေပေါ့နော်ဒီလိုမျိုးတွေထိပါရှိလာပါတယ်ဒါပေမဲ့ဒီနေရာမှာပြောချင်တယ်လေဒီလေးစားသမှုထားရမယ်ဆိုတာကထားခိုင်းတာလုံးဝမဟုတ်ပါဘူးเนาะထားခိုင်းတာမဟုတ်ပါဘူးတချို့တွေကြတော့တချို့မြန်မာတွေကြတော့ဂျပန်နေနဲ့ဝင်လုံးကြတာမျိုးရှိတယ်ဝင်ပြီးတော့အဆင်ပြေအောင်ဝင်လုံးကြတာမျိုးရှိတယ်အဲ့လိုမျိုးလောက်ခိုင်းတာမဟုတ်ပါဘူးเนาะကျတော့ကိုဟာကိုလေးစူးစမ်းပြီးတော့ကြတော့မှန်ကန်လေးစူးစမ်းကြိုးစားစားလေးနဲ့နေပြီးတော့ကြတော့သူတို့ပုံမှာပေးတဲ့ respect တစ်ခုပေးတာကိုပြောတာပါဖားခိုင်းတာကိုပြောတာမဟုတ်ပါဘူးဖားလို့လည်းဒီဖားရင်ဖားမှန်းသိကြပါတယ်သူတို့အနေနဲ့ကပြီးလို့ရှိရင်ဖားရင်လည်းဒီကြိုက်တဲ့လူကကြိုက်တယ်မကြိုက်တဲ့လူကမကြိုက်ဘူးလူတိုင်းအပေါ်မှာအဆင်ပြေမှာမဟုတ်ပါဘူးဒီပြောချင်တာကလေးစားသမှုပေါ့နော် respect senior ပေါ်မှာ respect ထားပြီးတဲ့ဟာကိုပြောချင်တာဖြစ်ပါတယ်ဒါပေမဲ့လို့မှတ်ချက်တစ်ခုအနေနဲ့ဒီကပြောချင်တာပေါ့နော်ဒါပေမဲ့
ဒီ senior junior ယဉ်ကျေးမှုကိုသုံးလိုက်လို့အဆင်ပြေသွားမဲ့သူတွေလည်းရှိသလိုအဆင်မပြေနိုင်သေးတဲ့လူတွေလည်းရှိမှာပဲပေါ့နော်ဒါကလူတစ်ယောက်နဲ့တစ်ယောက်မတူကြဘူးအခြေအနေတစ်ခုနဲ့တစ်ခုပြဿနာတစ်ခုနဲ့တစ်ခုနဲ့မတူကြတဲ့အပေါ်မှာဒီယဉ်ကျေးမှုကိုသုံးလိုက်လို့အဆင်လဲပြေသွားနိုင်သလိုအဆင်ပြေခြင်းမလဲပြေမယ်ပေါ့နော်ဒါပေမဲ့လို့ဒီ senior junior ယဉ်ကျေးမှုကိုကကောင်းကောင်းနားလည်ပြီးတော့ကြတော့ကျင့်သုံးနိုင်မယ်ဆိုလို့ရှိရင်လုပ်ငန်းခွင်မှာပုံမပြီးတော့ချုံးမွေ့ပြီးတော့ပို့ပြီးတော့အဆင်ပြေလာမှာဖြစ်ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်မင်းနဲ့ဒီတာ page ကဒီတာပါ